နေရာတိုင်းမှတ်တမ်းတင်ထားတာမရှိဘူးသို့တော်မြတ်စွာဘုရားဟောတဲ့တရားတွေကိုလွတ်မသွားအောင်တရားတွေကိုသာလဲဦးစားပေးပြီးတော့မှတ်တမ်းတင်ခဲ့ကြတယ်ဒါလည်းတနည်းအားဖြင့်ကျေးဇူးတင်စရာအလွန်ကောင်းတယ်အနိုးဆိုရင်အဆုံးအမတရားတော်ကနည်းနည်း story တွေကများနေမှာဖြစ်လိမ့်မယ်ပေါ့အခုတော့ story ဆိုတဲ့အကြောင်းအရာအထုပ်ပတ်တိကအနည်းငယ်သာပါပြီးတော့ပြောဆိုခဲ့တဲ့အဆုံးအမစကားတွေကပို့ပြီးတော့ပြည့်စုံတယ်အဲ့ဒါကျေးဇူးတင်စရာကောင်းတယ်ကျေးဇူးတင်စရာကောင်းတယ်ပညာရက်တွေများစွာကြံရစ်တယ်ပေါ့သို့တော်များစွာကြံရစ်တော့လည်းပဲဘုရားဟောသမျှတရားတွေအလုံးကိုမှတ်တမ်းတင်နိုင်သလားလို့ဆိုမတင်နိုင်ပါဘူးအချို့ဝက်လောက်သာမှတ်တမ်းတင်တယ်မြတ်စွာဘုရားဟောသမျှတွေလည်းအကုန်လုံးမှတ်တမ်းတင်တာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲအကုန်လုံးသိသမျှကိုအကုန်ဟောတာလားဆိုမဟုတ်ဘူးဟောသင်ဟောတိုက်တာတော့ပဲဟောတယ်အကုန်ဟောတာမဟုတ်ဘူးသို့တော့သစ္စာလေးပါးမဂ္ဂင်၈ပါးနိဗ္ဗာန်ရဖို့လမ်းကြောင်းကတော့ပြည့်ပြည့်စုံအောင်ဟောခဲ့တာဖြမစရိယာလို့ဆိုရဒီအကျင့်ကိုကျင့်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လောက်အောင်ကတော့အကျင့်လမ်းစဉ်ကတော့ပြည့်ပြည့်ဝအောင်ဟောခဲ့တာဖြစ်တယ်တချို့အကြောင်းအရာတွေကမြတ်စွာဘုရားကမဟောခဲ့ဘူးအကြောင်းတိုက်ဆိုင်မှသာဟောတာအကြောင်းတိုက်ဆိုင်မှုမရှိမဟောဘူးမြတ်စွာဘုရားဘာလို့တော့ဆိုရင်ဟောမယ်ဆိုလို့ရှိရင်လည်းမေးတဲ့လူတွေကအမျိုးကြီးမှာစัจ java လာပဲဆိုတာဘယ်နှခုရှိသလဲလူတွေကဘယ်ဘဝကစလာကြတာတော့ဒီလောကကြီးရဲ့အစအဘာတော့ဆိုပြီးတော့ဒီလိုမေးကြမဲ့လူတွေကအစသူ့နွားပြောက်သွားလို့နော်လက်စွပ်ပြောက်သွားလို့လာမေးတဲ့လူတွေကလည်းအများကြီးနေမှာပဲအဲ့လိုဟာမျိုးတွေနဲ့ဖြစ်နေမှာပေါ့နော်ကြာရင်ဘေးရင်ဆရာဖြစ်သွားလိမ့်အဲ့ဒါကြောင့်မို့အဲ့ဒါမျိုးတွေမဟုတ်ဘူးသို့တော့မြတ်စွာဘုရား cosmology လို့ခေါ်တယ်စัจ java လာအကြောင်းကိုတော့အကြောင်းတိုက်ဆိုင်လာတဲ့အခါမှာတော့ဟောပေးတာလေးတွေရှိတယ်စိတ်ဝင်စားစရာလေးပေါ့အကြောင်းတိုက်ဆိုင်လာရင်မြတ်စွာဘုရားဟောပေးမြတ်စွာဘုရားဟောတဲ့ cosmology စัจ java လာနဲ့ပတ်သက်တဲ့ဟောပြောချက်ကသုလနိကာလောကဓာတုတုတ်တို့အင်္ဂုတ္တပါဠိတော်မှာရှိတယ်မြတ်စွာဘုရားကစัจ java လာစက္ကဝါလဆိုတဲ့စကားလုံးကိုအသုံးမပြုခဲ့ဘူးအဲ့ဒီချိန်တော့လောကဓာတုဆိုတဲ့စကားလုံးကိုပဲအသုံးပြုပြီးတော့ဟောတာနော်လောကဓာတုဆိုတဲ့စကားလုံးကိုအသုံးပြုစက္ကဝါလဆိုတဲ့စကားလုံးကတော်တော်လေးနောက်ကျမှပိဋကစာပေထဲမှာ